ဒီနေ့ကတော့ကျောင်းကဲတင်မှာထမင်းသွားစားတဲ့ vlog လေးကိုရိုက်ပြထားပါတယ်။ပိုးမှာကျွန်တော်ငွေရှင်းမဲ့ကမ်းမရှိလို့ပိုးရဲ့တားပိုင်းဆံမှာဝယ်ချွေးနေနေဖြစ်ပါတယ်ရှင်။ဟိုနေ့က vlog ရဲ့တာကိုဆံမတွေ့သွားပြီးတော့သူတို့ကျောင်းရဲ့ကဲတင်မှာ vlog မြင်တင်ဘူးလားဆိုပြီးတော့ဆံမဝယ်ချွေးနေဖြစ်ပါတယ်။တရားစာကို1လေးထောင်ပါ။ဒီနေ့မီနူကတော့ကင်ချီပြီးတော့ဒီဟာကဘာငါလည်းမသိဘူးဒီဟာလေးကိုကြောထားတယ်ပြီးတော့ငါအသားလွာပြီးတော့ event တွန်နဲ့အချင်းလေးတစ်မျိုးထပ်ရှိပါတယ်ကျင်းဟင်းကကျတော့ပိုးတို့ဗမာမှာချစ်စားတဲ့ရတာနဲ့ဆင်းတယ်ဟိုလာဦးမှာဒီခယူလေးနဲ့ထည့်ပြီးတော့ချက်ထားတာပေါ့နော်စားလို့တော့ကောင်းတယ်ဒီကနေ့က TikTok မှာဒီလို school ခင်တင်းမှာရိုက်ထားတဲ့ vlog တွေအများအားရိုက်ချင်နေခဲ့ရပါတော့နော်ဒီနေ့တော့တကယ်ရိုက်နိုင်ခဲ့ပါပြီငါ့ဟိုကချမ်းပြီးတော့ဒီလိုမျိုးစားလေးနဲ့တံပြားလေးနဲ့ကြော်ပြီးတော့ပြန်နှက်ထားပါတော့စားလို့ကောင်းတယ်ဒါကတော့အသားပြားပါဒီမှာကျတော့နိုင်ငံခြားသားတွေများတဲ့ကြောင့်မလို့အလိုစားနိုင်အောင်လို့ချက်လုပ်ပေးထားပါတယ်ဒီမှာကိုတက်တက်လောက်ယူလို့ရတာပေါ့နော်ကိုစားနိုင်တက်လောက်ယူလို့ရပါတယ်အစားသမင်းကသမင်းပေါ်ဆန်းမွေးလိုမျိုးအရင်အီတိုလေးနည်းနည်းစားအီတယ်ဒီကြောင်ရဲ့သမင်းကကျတော့စံချမ်းလေးနဲ့နည်းနည်းရောထားတဲ့အတွက်ကြောင့်မလို့စားအဆင်ပြေပါတယ်ရှင်ကျောင်းတော့ရှိပြီဆိုတော့ဗီယက်နမ်ကကောင်မလေးယူနဲ့စကားတော့ပြောဖြစ်နေပါတယ်ဒါပေမဲ့ဗီယက်နမ်ကကလေးမလေးရောကိုရောကကိုရစာကိုအများကြီးကျွမ်းကျင်ပြောတတ်တဲ့အတွက်ကြောင့်မလို့ communication လောက်မှနည်းတော့အခက်အခဲရှိရဲဒါပေမဲ့လည်းအင်္ဂလိပ်စကားပြောလို့ရတဲ့ကြောင့်မလို့အဆင်ပြေပါတယ်ရှင်ပြီးတော့အချူရင်းလေးတစ်မျိုးနဲ့ထားပေးပါတယ်ပိုးတော့နောက်ကြတော့အကြောင်းမှာစားရတဲ့လူကသိမရှိတော့ပါဘူးရှင်နောက်ဘလို့ဒီမှာပြန်ပြကြပါမယ်ဘိုင်ဘိုင်